တနေ့တနာကျွန်ုပ်လည်းပြင်းပြင်းရှိလာသည်နဲ့ရွာဦးစီတီပဲသွားရောက်ထိုင်နေမိစဉ်ဟေးကိုရင်ပေါက်ပြီကျွန်ုပ်ရှိရသောဝမ်းသာအားရဖြင့်တက်လာသူကရောင်းရင်သာအောင်ဒီကိုရင်ပေါက်ပြီရဲ့ကျုပ်ဖြင့်တွေးမှတွေးပါမလားလို့စိတ်ပူလိုက်ရတာကိုရင်အဖို့လမ်းညွှန်လိုက်လို့ဒီကိုလိုက်လာတာကျွန်ုပ်လည်းမတွေးရတာအတန်းကြာပြီဖြစ်တော့တာအောင်ကိုတွေးလိုက်ရသည်မို့ဝမ်းသာမှုကပြောမပြတတ်တော့တကယ်ချင်းတောင်းဝမ်းသာလိုက်တော့ကွာအခုလဲလာတာလားဒီမှာငါလဲတယောက်တည်းရောင်းတောင်ဖြစ်နေတာငါနဲ့ပဲတူတူအေးဆေးနေကွာနော်တကယ်ချင်းတောင်းကဘေဘီကိုတစ်ချက်ဝေဝဲကြည့်လိုက်ပြီးလူရှင်းနေသည်ကိုတွေးရမှာကျုပ်စီတမှုလေးစီကခေါ်တဲ့စာရောက်လာလို့လာခဲ့တာကိုရင်ပေါက်ပြီဟာဟင်ဟုတ်လားဘာနဲ့လဲစာထဲမှာတော့ထွေးထွေးထူးထူးမပါဘူးသူခုစကိုင်းမှာရောက်နေတယ်တဲ့ကိုရင်ပေါက်ပြီကိုပါခေါ်ပြီးလာခဲ့ဆိုတာပဲပါတယ်ဘာအတွက်လဲကျုပ်စုံစမ်းကြည့်ရတဲ့လောက်တော့တမှုလေးကကနောင်ကိုတော်ကြီးရဲ့သားတော့ထိတ်တန့်ကျွညွတ်ကစင်မင်းသားလေးမောင်မြချိုင်းနဲ့ပူပေါင်းပြီးအင်္ဂလိပ်ကိုပုံကန်ဖို့စကိုင်းမှာလူစုနေတဲ့ဗျာတို့ရွှေဘိုဘက်မှာလဲအခုဆိုထိတ်တဲ့မှန်တို့ထိတ်တဲ့မောင်တို့လဲပုံကန်နေကြပြီဆိုပဲအဲ့ဒီတော့အချင်းကြီးတို့ဒိုးနေအောင်စကိုင်းကိုကူးကြဆိုကိုရင်ပေါက်ပြီအသင်ပါပဲဗျာကျုပ်ကလည်းဒီတဲ့မျိုးကိုစောင့်နေတာပါကျွန်ုပ်တို့လည်းအဘိုးကိုကတော့နှုတ်ဆက်၏အဘိုးကရဲဝဲလာတော့မျက်ရည်စာတို့ကိုတုံသိင်းရင်တုံကြီးစွာစူပေးနေရှာ၏ဤတစ်ချိန်တည်းအဘိုးနဲ့ကျွန်ုပ်တို့တွေးဆုံရခြင်း၏နောက်ဆုံးအချိန်ဖြစ်သည်ကိုထိုစဉ်ကအဘိုးရောကျွန်ုပ်ပါမသိနိုင်ခဲ့ငါမီလေးဘေးရန်ကင်းစွာနဲ့တိုက်ပွဲတိုင်းမှာအောင်မြင်ပါစီကွယ်ပေးတဲ့ဆုနဲ့ပြည့်ပြရစီအေယာဝတီမြစ်ပြင်ကျဲကိုလေငယ်တစည်းဖြင့်ကျွန်ုပ်နဲ့တာအောင်ဖြတ်ခဲ့ကြသည်အေယာဝတီကငိမ့်အေးစွာတန့်ရှင်းစွာတည်ငြိမ်စွာစီးဆင်းနေ၏အိုးအမိအေယာဝတီအမျိုးဘာသာသာသနာအတွက်ရန်သူသွေးများဆွန့်လက်တန်သောကျွန်ုပ်တို့လက်များကိုဆေးကြောခွင့်ပြုပါအမိအေယာဝတီရောင်းရင်ပေါက်ပြီငါတော့လွမ်းလာတော့ကွာမင်းကဘာလို့လွမ်းရပြန်တော့တို့ရွာကကောနောင်ခိုင်ခင်ဦးကိုလေအော်မင်းတို့ကရီးစားတွေလားရီးစားတွေမင်းပြောတာကြားတာနဲ့ကိုရင်းနဲ့တလက်လက်ဖြစ်လာပြီဘာဖြစ်လို့လဲရီးစားတော့ရီးစားဒါပေမဲ့ငါဘက်ကတစ်ဖက်သက်ကြိုက်ရတဲ့ရီးစားကွာဟုတ်ပြီကွာနေလုံးကနောက်ဘက်ကျွန်းတို့ယွန်းမိတော်မီကျွန်ုပ်တို့လည်းလေကိုကိုင်းတော့ကျူပဲများအကားကွယ်ယူကလှော်ခတ်နေစဉ်ဟိတ်ရက်ကျေလောင်လာတော့မိတ်တန်နဲ့အတူလူတစုကိုင်းတော်ထဲမှာဘွားကနေပေါ်လာလေမင်းတို့ဘသူတွေလဲဘယ်သွားမလို့လဲသူတို့ရဲ့မေးစကားကြောင့်ကျွန်ုပ်တို့မှဖြေဖို့အကြက်ရိုက်သွား၏သို့တော်ကိုယ့်ဘဝလူမျိုးအချင်းချင်းမို့စိတ်ချတန်ရာဟုယူဆလိုက်ပြီးကျုပ်တို့ဘရင်တသားဟောင်းတွေစကိုင်းပြတ်သွားမလို့ကျွန်ုပ်၏စကားဆုံးသည်နဲ့နောက်ထပ်လမ်းတစ်ကိုင်လူတစုထွက်ပေါ်လာပြီးကျွန်ုပ်တို့ကိုအသေးချာကြည့်ကဟာဘသူတွေများမှတ်တယ်ကိုရင်ပေါက်ပြီးနဲ့ကိုရင်သားအောင်မလားဟာကိုရင်ပြို့လမ်းတစ်ကိုင်လူစု၏ခေါင်းဆောင်ဖြစ်သူမှာကျွန်ုပ်တို့၏ရောင်းရင်ဟောင်းကိုရင်ပြို့ဖြစ်နေသည်ဖြင့်ကျွန်ုပ်တို့မှလွန်စွာဝမ်းမြောက်ရတော့၏လာပြို့လာကိုရင်ပေါက်ပြီးတော့တမှုလေးစီလာခဲ့ကြတယ်ထင်မှာဟုတ်ပါပြို့တမှုလေးအခေါ်ဆင်းလိုက်လို့ယုံစားကြီးထွက်လာလိုက်ကြတာကောင်းပါပြီဗျာကျုပ်တို့တော့ပွဲကြီးပွဲကောင်းတစ်ပွဲနှွှဲလိုက်ပြီပြို့ကျွန်ုပ်တို့မပါတာနာတာပဲဗျာပြောစမ်းပါအောင်ကြားကျင်စမ်းပါပြီတံမြန်နေ့ကပဲကင်းလဲလာတဲ့မိစ္ဆာ9ယောက်ကိုတော်တန်ကြီးထဲမှာအပြက်ရှင်းလိုက်တယ်လန်ဒန်နဲ့ခရမ်းတွေလည်းရလိုက်တယ်လေအားရလိုက်ပါပြီဗျာကျွန်ုပ်တို့လည်းစကားတပြောနေတန်ချာရှောက်လာခဲ့ကြရဖះเจ้าမြတ်တခုအတွင်းသို့ရောက်ခဲ့ကြတော့၏ဒါကျုပ်တို့စခန်းပဲကိုရင်ပေါက်ပြီလုံခြုံပါပြီဗျာတမှုမင်းကကျွန်ုပ်တို့ကိုမြင်တော့လွန်စွာမှဝမ်းမြောက်လာချေပေါက်ပြီနဲ့တော့မင်းတို့ရောက်လာတာငါဖြင့်ဝမ်းသာအားရရှိလာတော့ကွယ်မှန်မှတမင်အေးဒီမိစ္ဆာကောင်းတွေကိုတို့အသက်နဲ့ခန္ဓာမြဲနေတဲ့၍တိုက်ခိုက်ရမှာတို့ဘမှာလူမျိုးတိုင်းရတာဝန်ပဲအခုလဲကိုတော်လေးထိတ်တိမ်ညုံနေအတွင်းဝင်စီကလူတွေအတွင်းထဲမှာစကားပြောနေကြလေရဲ့အတွင်းဝင်ကခုအင်္ဂလိပ်ရဲ့အုပ်ချုပ်ရေးအဖွဲ့ထဲမှာပါတယ်ဒါပေမဲ့တို့ကိုတော်ကြီးကိုအင်္ဂလိပ်တွေမသိအောင်လူနဲ့လက်နက်တွေကူညီနေတယ်ကွယ်
အားတက်ဆရာပါပဲဖေဟာကျွန်ုပ်တို့မှာတမှုလေးစကားကြောင့်လွန်စွာမှပင်အားတက်ကြရ၏ကဲမင်းတို့နှစ်ယောက်လည်းခီးပန်းလာကြတယ်အနားယူကြပေအောင်မှန်ပါကျွန်ုပ်မှာထိုညကညနေသည့်ဒီအိမ်မပြောနိုင်ကိုထီးကိုနန်းနဲ့ပြန်လည်နေနိုင်ရန်ကျွန်ုပ်တို့ရှောက်ရမည်တော်လန်ရေးခီးချမ်းကိုသာအမျိုးမျိုးပေါ်ပေါ်ရဲ့အတွေးနဲ့နေမိတော့၏ညကအတွေးနှက်ခဲ့တဲ့ဖြင့်အိမ်မပြောခဲ့ရမိုးလင်းမှမိကနေအိပ်ပျော်သလိုဖြစ်သွားခိုင်းကျွန်ုပ်တို့စကန်းချရာဘုရားကျောင်းဝန်းအတွင်းမှာဓာတ်တန်တနတ်တန်လူတန်များစူးညံစွာကြားလိုက်ရတော့သည်ဒိန်အော်ဟာရန်သူတွေဝင်လာပြီထင်တယ်တော့အေးဟာကျွန်ုပ်တို့လည်းအသက်များကြားရဘက်သို့ပြေးထွက်ခဲ့ရာအေယာရီမြက်ထဲ၌အပြင်းလော်ခတ်သွားသောလေနှစီးနှင့်သူတို့ကိုလမ်းပြနေသောကိုရင်ပြိုတို့အဖွဲ့ကိုတွေးလိုက်ရတော့၏တရှိုးပြေးဒိန်ဟေးမပြစ်ကြတော့နဲ့တစ်ဖက်မှာအင်္ဂလိပ်ကောင်တွေရှိတယ်တို့စခန်းကိုတီးသွားလိမ့်မယ်ဟာတမှုမင်းမှာဒဏ်ရာတွေနဲ့ပါလားတမှုမင်းကရင်ဘတ်မှာဒဏ်ရာကိုလက်ဖြင့်ဖိရင်အသားတွေကလောက်ထွက်ခဲ့ပြီကွာဒဏ်ရာဤနာကျင်မှုဝေဒနာကိုအန်ကျိတ်ခံရင်ကျိတ်မနိုင်ခဲမရပြောလိုက်တော့တမှုမင်းဤစကားကိုကျွန်ုပ်တို့နားမလည်နိုင်ဘလို့ဖြစ်ရတာလဲတမှုမင်းရဲ့အတွင်းဝင်သစ္စာဖောက်ကိုရောကြီးထိတ်တိမ်ညို့ကိုသူ့လူတွေလုံးကြံပြီးအခုထွက်ပြေးသွားကြတာဟင်မနေ့ကမှသူတို့လက်နက်အကူကြီးလာပေးတယ်ဆိုအဲ့ဒါကိုယုံစားမိလိုက်လို့ကိုရောကြီးခုလိုလုံးကြံခံလိုက်ရတာတကယ်တော့အတွင်းဝင်ဟာအင်္ဂလိပ်လူတော်ကြီးပစိန်ရိုးဖြစ်နေတာသူ့လူတွေကိုတို့အဖွဲ့တယ်ယုံသွင်းလိန်ညာထည့်ထားတာကွယ်ဟင်ထိုးစင်လုံးကြံသူလေသိန်းအတွင်းဝင်ကြီးလူများနောက်လိုက်လံဖမ်းဆီးသောကိုရင်ပြိုတို့လူစုမျက်နှာမသားမယားဖြင့်ပြန်လည်ရောက်ရှိလာကြသည်ကိုတော်ကြီးထိတ်တိမ်ညို့ကိုလှုပ်ကြံသူများလေများဖြင့်လွတ်မြောက်သွားပါတယ်တမှုမင်းအသေးပေါက်လိုက်လေကွယ်ပြင်းထန်သောဝေဒနာများကြားမှာမန်ပြင်းစွာခတ်လိုက်သောတမှုမင်းတောက်ခေါက်တန်ကကျွန်ုပ်ကိုကြက်သီးများဖြန့်ကနေထသွားစေတော့၏သွေးများကိုဆူလောင်ပွက်လာစေတော့၏ကြောချင်းကပ်ရမယ့်အချိန်မှာနောက်ကျောကိုဓားနှင့်ထိုးရသည့်လေသိန်းအတွင်းဝင်အားကျွန်ုပ်မှလွန်စွာနာကြီးမိချေတော့၏တမှုမင်းအဆက်မပြတ်ခေါ်၍မော်ဘန်တကြီးပြေးလာသူကကင်းမုံချထားသူမောင်ဆန်းအင်္ဂလိပ်တွေစကမ်းဘက်ကိုအလုံးရင်းနဲ့ချီတက်လာနေပြီဗျာတမှုမင်းကအံကိုတင်းတင်းကြိတ်လိုက်ပြီးမင်းတို့လူစုဒီနေရာကအများဆုံးခွာကြပြီတော့ငါ့ကိုတနက်တက်လာပြီးခဲ့သွားကြကျွန်ုပ်တို့ရိပ်မိလိုက်ချေပြီတမှုမင်းကမိစ္ဆာကောင်းများကိုခုခံရင်အသေးခံနေရက်ပြီးတော်မူဖြစ်သည်မတင်တော်ပါဘူးတမှုမင်းကျွန်တော်မျိုးတို့ကိုပွေချီသေးသွားခွင့်ပြုတိတ်ဆန်းဒါအမိန်ကွာမင်းတို့စစ်သားကောင်းနေဆိုစစ်သားကောင်းဆိုရင်အမိန်ကိုနာခံဒါပဲတမှုမင်း၏စကားကြောင့်ကျွန်ုပ်တို့အားလုံးစိတ်ဓာတ်များကျဆင်းကုန်သည်ကိုတမှုမင်းရိပ်မိ၍ထင်ငါကိုချစ်ရင်ငါစကားကိုနားထောင်ကြပါကွယ်ယောအာမတန်လို့မင်းတို့ငါတို့တက်တက်မန်လျှော့ရပါမယ်ကိုတိုင်းပြည်ကိုချစ်တဲ့စိတ်ဓာတ်ကိုမင်းတို့ငါတို့ရဲ့သားမြေးတွေကိုအမွေလက်ဆင့်ကမ်းခဲ့ဖို့တမိုင်းပေးတာဝန်ဟာမင်းတို့မှာရှိသေးတယ်ကွယ်အချီးနီအသေးမခံချင်ကြစမ်းပါနဲ့ကွယ်ဘုံစခန်းဝင်းအတွင်းသို့အမြောက်ဆန်များကြာရောက်လာချေပြီတမှုမင်းကကိုအားယူမတ်လိုက်ရင်ကဲမင်းတို့သွားကြတော့ကျွန်ုပ်တို့လည်းတမှုမင်းကိုမချီသောနှလုံးသားများဖြင့်နောက်ဆုံးဥညွတ်ကားပရာပြုလိုက်၏ပြီးလေစိတ်ဘက်သို့ဆုတ်ခွာခဲ့ကအသင့်ဆောင်ထားသောလှေများနှင့်အေယာဝတီတကြောဆုံဆင်းခဲ့ကြတော့၏ကျွန်ုပ်တို့အဖွဲ့လည်းလှေများကိုအပြင်းလော်ခဲ့ကြ၏အင်္ဂလိပ်တို့၏အမြောက်များလက်လက်မမီနိုင်သည့်နေရာရောက်မှစခန်းရှိရာသို့မှန်းမြောက်ကြည့်မိ၏စခန်းနေရာကမိကိုများအလိမ့်လိမ့်တက်ကနေချေတော့၏အင်္ဂလိပ်တို့စခန်းကိုမိတင်ရှိုးလိုက်ကြဟန်တို့၏ဤသို့ဆိုလျှင်တမှုမင်း၏ကံကြမ္မာကကျွန်ုပ်မတွေးဝင်တော့ကျွန်ုပ်၏ကြေခွဲထိခိုက်မှုကပြောမပြနိုင်တော့တော်လန်ရေးဖြင့်စားမိမကြမ်းသေးအသားတဲကလောက်ထပ်သူပစိန်ရိုးကြောင်အင်းအားစုတို့ပြိုးကွဲခဲ့ရပြီကျွန်ုပ်တို့လူစုတွင်လည်းယာရုအကြီးဆုံးဆို၍ကျွန်ုပ်နှင့်တာအောင်သာရှိ၏ဝန်ခံရမှု
ဤလိုတော်လန်ရေးကြီးတစ်ခုကိုဦးစီးကွယ်ကွယ်နိုင်စွမ်းကျွန်ုပ်တို့မှာမရှိကျွန်ုပ်တို့မှာတိုက်ရဲတည်ရဲယုံသာရှိ၏အခြေအနေကဆိုးဝါးလာသောအခြေအနေသည်တော်လန်ရေးပင်လယ်ပြင်၌ကျွန်ုပ်တို့သည်ကမ်းမမြင်လမ်းမမြင်ပြီးတကယ်သို့မြည်တို့ဖြစ်စေယခုအချိန်တွင်ကျွန်ုပ်နှင့်တောင်းမှယာတုအကြီးဆုံးဖြစ်ရကားကြံရဲမှတ်များ၏အသက်အန္တရာယ်လုံခြုံရေးကိုတာဝန်ယူဦးဆောင်ရပေတော်မူလက်နက်များကင်ဆောင်ပြီးဤသို့ဆုံဆင်းနေပါကတကွေးမဟုတ်တကွေးအင်္ဂလိပ်တပ်များနှင့်ရင်ဆိုင်တိုးယုံဖွယ်ရှိသည်ကိုကျွန်ုပ်တွေးဆမိ၏ထို့ကြောင့်လေများကိုနီးစပ်ရာကမ်းသို့ထိုးဆိုင်ပြီးဝက်စီလိုက်၏ပြီးတော့ပဲခူးရိုးမ၏နတ်ဆိုင်လာသောတောအုပ်များတွင်သို့ဥတီတိုးဝင်ခဲ့ကြတော့၏တေသီးလာသောပဲခူးရိုးမကကျွန်ုပ်တို့ကိုအခိုက်အတန့်အားဖြင့်လုံခြုံမှုပေးစွမ်းနိုင်မည်မဟုတ်ပါတော့ကျွန်ုပ်တို့၏တော်လန်ရေးရှေ့ခီးစဉ်ကအသို့နီကျွန်ုပ်တို့လည်းရိုးမအတွဲမိုင်းသို့ခရီးပြင်းနှင်ခဲ့ကြ၏ကျွန်ုပ်တို့၏ရှေ့ဆက်ရမည့်တော်လန်ရေးခီးစဉ်အတွက်လက်တလောတွင်ရိုးမတော်တွင်တနေရာ၌ခိုးအောင်စကန်ချနေပြီးတော်လန်ရေးဘတ်တော်သားများကိုရှာဖွေဆက်သွယ်ပူးပေါင်းကအင်္ဂလိပ်တို့ကိုဆက်လက်တိုက်ခိုက်ကြမည်ဖြစ်သည်ရိုးမတော်ကနတ်ဆိုင်လာချေတာရတိရစ္ဆာန်ကြီးများကိုမကြာခဏတွေ့ရ၏စေဝါရိတ်ကရှာဖွေဖို့ခရင်ခြင်းတာရဲပေါ်လာခြင်းလမ်းမဆက်သွယ်ရေးခက်ခဲခြင်းစသည်တို့ကြောင့်တောထဲတွင်စခန်းချရန်ထက်လူနေရွာတစ်ခု၏အနီးတွင်အမိပြု၍စခန်းချရန်ဆုံးဖြတ်မိ၏ရွာနီဝင်းကျင်၌စခန်းချခြင်းမှာရန်သူတို့၏စစ်ဆေးမှုကိုရွာသားများတွင်ကိုယ်ရောင်ဖျောက်နိုင်ခြင်းတော်လှန်ရေးအင်အားစုများ၏တည်ရန်သူ၏တည်များကိုလွယ်ကူစွာထောက်လှမ်းနိုင်ခြင်းရိတ်ခါအတွက်လွယ်ကူခြင်းတို့ကြောင့်ဖြစ်ချေ၏တို့ဖြင့်ကျွန်ုပ်တို့လည်းတောနက်ထဲမှာမြေပြန့်ရွာများရှိရာဘက်သို့မှန်းဆခီးဆက်ခဲ့ကြတော့၏တနေရာရောက်တွင်တော့ယောက်ျားမိန်းမကလေးများအပြည့်ပါသောလဲနှစည်းကိုတွေးရချေအောင်တာအောင်ကတနက်ဖြန်ထိုးချိန်လိုက်ရင်ဟိတ်ရဆန်းဒါဖယ်သွားမလို့လေလဲပေါ်မှာလူများကလွန်စွာကြောက်လန့်နေကြတော့၏ဖေဟာချမ်းသာပေးကြပါခမညာကျွန်တော်တို့ဘက်မှာဓမြတွေတောင်းချမ်းလို့မနေရဲလို့ထွက်ပြေးလာကြတာပါကဲစကားမရှိနဲ့အသက်မသေးခြင်းရင်မင်းတို့ပစ္စည်းတွေအောက်ကိုပစ်ချတောင်ဤအမိန့်ကြောင့်သူတို့ပိုင်ပစ္စည်းတို့လေးများကိုအလွန်ကြောက်ရွံ့စွာနှင့်ပြစ်ချကြလေသည်ဓမြရန်ကြောက်ရည်ပြေးခဲ့ရပါသည်ပစ္စည်းလူသူနှင့်တိုးနေရသည်အဖြစ်မဟုတ်ပါလားကျွန်ုပ်လည်းမနေတာတော့ကိုရင်တော့ဒါဘာလုပ်တာလဲဟာကျုံတို့ဓမြတိုက်တာလေတောင်ခုလိုချိန်မျိုးမှာဒုက္ခရောက်နေတဲ့ကိုယ့်ဘဝချင်းချင်းကိုလက်နက်အားကိုနဲ့အနိုင်မကျင်းသင့်ဘူးသူတို့ပစ္စည်းတွေပြန်ပေးလိုက်ပါကိုရင်ပေါက်ပြရလဲဓာတော်ထဲမှာဘသူသိတာမှတ်လို့ကျုပ်တို့အတွက်လည်းဝိဆာရိတ်ခါလိုနေတဲ့ဥစ္စာကျွန်ုပ်သားအောင်ကြီးမျက်နှာကိုစစ်စစ်ကြည့်စိမ့်စိမ့်ကြည့်ပစ္စည်းတွေကိုပြန်ပေးလိုက်ဖို့ကျွန်ုပ်ပြောနေတယ်သားအောင်ကမကြည့်မနှက်ဖြင့်ပစ္စည်းများကိုပြန်ပေးလိုက်တော့၏ကဲဦးကြီးတို့လည်းလိုရာခီဆက်ကြပြီတော့ခီးသည်များကကျွန်ုပ်ကိုကျေးဇူးတင်မဆုံးတော့ကျေးဇူးကြီးလာပါတယ်ဘုံမင်းရဲ့ဘုံမင်းတို့ကိုအမဲချောက်တို့နဲ့ကျေးဇူးဆက်ပြစီဗျာတွေ့လာတော့စေတနာနဲ့ပြီးတဲ့ပစ္စည်းကိုယူရတာဘယ်လောက်စိတ်ချမ်းသာရလဲတောင်ကဘာမှပြန်မပြောခြာကနေသာလဲထွက်သွားတော့၏ကျွန်ုပ်လည်းတက်ပြင်းငွေ့ကိုချလိုက်မိတော့၏တောင်ရဲ့ကဲတို့လည်းခီးဆက်ကြမယ်ကျွန်တော်တို့၏ရွယ်ချက်အတိုင်းရွာတရွာကိုရှာဖွေဖို့ဆက်လက်ခီးနှင်ခဲ့ကြတော့၏ဟာကိုရင်ပေါက်ပြီဟိုမှာမိခိုးတွေထွက်နေတာရွာထဲနေပြုတ်ကျွန်တော်လည်းတောင်းညွန်ပြရတော့အသေးချာကြည့်လိုက်ဟုတ်ပြီအင်ဂျီ50ခန်းရှိသောရွာလေးတွေဟာဒီဤရွာကကျွန်ုပ်တို့အတွက်နားခိုစရာဖြစ်နိုင်ကောင်းပါရဲ့ဟုတ်ပြီလေတို့တွေအဲ့ဒီရွာကိုဝင်ကြမယ်သတိဝိရိယတော့ရှိကြပါစေပေါ့ကျွန်ုပ်တို့လည်းသတိကြီးစွာဖြင့်ရွာတွင်သို့ဝင်ခဲ့ကြ၏ရွာသားများကကျွန်ုပ်တို့ကိုအထူးဆန်းသဖွယ်ကြည့်နေကြ၏တချို့ကပုံရှိုးွယ်ယုံကြည်ကြ၏သင်္ကာမကင်ဖြစ်နေကြဟန်ရှိ၏ကျွန်ုပ်တို့လူစုလည်းရွာလယ်၌စုရကြ၏အတန်ကြာတော့မှအသက်အရွယ်ကြီးရန်တော့လေတမ်းမှဖြက်လက်ပုံရသောလူကြီးတယောက်ကျွန်ုပ်တို့ထံသို့ရှောက်လာနေသည်ကိုတွေ့ရ၏မောင်ရင်တို့ကဘသူတွေလဲကျုပ်တို့ဘရင်တက်မတော်သားဟောင်းတွေပါတက်ပြက်ပြီးဒီကိုရောက်လာတာ
လူကြီးကကျွန်ုပ်တို့၏တွေ့မြင်ကိုမယုံသင်ကားဖြင့်ဟိုမောင်ရင်တို့ဓမြတော့မဟုတ်ပါဘူးနော်ဓမြမဟုတ်ပါဘူးဦးကြီးရဲ့ကျို့တို့ကတော်လိုင်းရေးတပ်သားတွေပါဓမြတွေမဟုတ်ဘူးတဲ့တော်ပါသေးရဲ့အုတ်ချုပ်ရည်ပြပြနေသောကာလမို့တောကြောင့်ဓမြများတောင်းချမ်းနေခြင်းဖြစ်တဲ့ဖြင့်ကျွန်ုပ်တို့ကိုသူတို့မယုံသင်ကားဖြစ်နေခြင်းကိုကျွန်ုပ်စိတ်မဆိုးရဲ့အကျိုးအကြောင်းသာရှင်းပြရချေတော့၏ကျွန်ုပ်၏ရှင်းပြမှုကြောင့်ထိုလူကြီးမှစိတ်သက်သာရာရသွား၏တော်သေးတာပေါ့ဗျာခုတလောဒီဘက်ဒီမှာဓမြတွေတောင်းချမ်းလွန်းလို့ကျုပ်တို့ကြုံနိုင်ပါလေနေတစ်ထိပ်ထိပ်ညတစ်ထိပ်ထိပ်နဲ့နေနေရတာဒါနဲ့မောင်ရင်တို့ကဘယ်ကိုခီးဆက်ကြမှာလဲကျွန်ုပ်တို့လည်းတက်ပြက်ပြီးမိစ္ဆာကောင်းတွေနဲ့လွတ်ရကိုပြေးလာတာကျွန်ုပ်တို့လိုတော်လိုင်းရင်တပ်သားတွေကိုစူးစီးပြီးပြန်တော်လာကြမှာခုခဏတစ်ဖြုတ်တော့ဒီရွာမှာစတဲ့ချခြင်းနဲ့ဖြစ်ပါမလားမောင်ရင်တို့ကလူတွေအများကြီးဖြစ်ပါတယ်ကျွန်ုပ်တို့ရွာပြင်မှာပဲနေကြမှာပါရိတ်ခါကိုတော့ကျွန်ုပ်တို့ကိုထောက်ပံ့ပေးပါဒီရွာကိုဘယ်တခုတည်းမှမလာအောင်ကျွန်ုပ်တို့ကာကွယ်စောင့်ရှောက်ပေးပါမယ်နေရာကြလိုက်လေကွယ်ဒါဆိုကျွတ်တို့ရွာလေတခိုးတည်းမြရမပူရတော့ဘူးပေါ့နော်ကောင်းပြီလေမောင်ရင်တို့တော့ရိတ်ခါကိုကျွတ်တို့ရွာကတာဝန်ယူပါမယ်ကျုပ်ကဒီရွာကတကြီးပါဝမ်းသာလိုက်တာတကြီးမင်းရကျွန်ုပ်ကအကြက်ပေါက်ပြီပါသူကအကြက်သားအောင်တို့ဖြင့်ကျွန်ုပ်တို့လည်းကျုံတိုင်းရွာကြီးအရှိတ်ဘက်၌တေဝါများကိုခုတ်ထွင်ပြီးဇရက်ပုံစံအမိုးသာရှိပြီးအကာမရှိသောတဲကြီးထိုးကစကန်းချနေခဲ့ကြတော့၏ကျွန်ုပ်တို့ရှိနေခြင်းကြောင့်တခိုးတည်းများရမ်းမှဘေးကင်းစွာနေထိုင်ရသဖြင့်၎င်းရွာ၏အလုံများကိုဝိုင်းဝန်းကူညီလုပ်ကင်ပြီးမှုများကြောင့်၎င်းကျွန်ုပ်တို့တပ်ဖွဲ့ကိုရွာကလွန်စွာမှခင်မင်အားကိုနေကြတော့၏တို့ဖြင့်ကျွန်ုပ်တို့လည်းစားလိုက်အိတ်လိုက်ဇနီးနာလိုက်အမဲပြက်လိုက်ဖြင့်တော်လန်ရေးခီးစဉ်ကမှုံဝါးနေကြတော့၏တနေ့တနာကျွန်ုပ်နှင့်တာအောင်တို့သည်ရန်သူ၏တည်င်းနှင့်နေမြေအခြေအနေကိုလေ့လာရန်ခီးထွက်ခဲ့ကြ၏ကိုရင်ပြိုအားတပ်ဖွဲ့ကိုအုပ်ချုပ်ရန်ထားခဲ့ကြ၏သတိဝိရိယရှိပါစေကိုရင်ပြိုစိတ်ချပြိုဤခရီးကကျွန်ုပ်တို့၏တော်လန်ရေးကိုအဆုံးသတ်စေသောခီးဖြစ်မှန်ထိုစဉ်ကမှမသိနိုင်ခဲ့ကုန်းမောင်ရွာမှာမိစ္ဆာကောင်းတွေစတဲ့ချနေတဲ့ဆိုပဲကိုရင်သားဟုတ်ပါကျုပ်လဲကြားတယ်ကိုရင်ပေါက်ပြီအဲဒါဆိုကျုပ်တို့လုံမှုယူပြီးဒင်းတို့ကိုဝင်စီရရင်မကောင်းဘူးလားကောင်းတာပေါ့တို့ဖြင့်ကျွန်ုပ်တို့တို့လည်းရန်သူ၏တည်င်းကိုထောက်လှမ်းရန်ကုန်းမောင်ရွာသို့မှန်းဆရင်လာခဲ့ကြတော့၏ကြမ်းတမ်းခတ်ထန်သောလမ်းကိုပင်ပန်းကြီးစွာဖြတ်ခဲ့ကြ၏ကျွန်ုပ်တို့ကုန်းမောင်ရွာကိုလမ်းမြရခြင်း၌ကျွန်ုပ်တို့နောက်ဖက်ခဝဝေးစီမှတနတ်တံများကိုအဆက်မပြတ်ကြားလိုက်ရတော့၏ဒိန်ဒိန်ဟာတနတ်တံတွေကျွန်ုပ်တို့လည်းတစုံတစ်ခုကိုတွေးမိသွားပြီးစိတ်ပူသွားရကနောက်ကျောင်းပြန်လေ၏တောင်းငါတော့ဒိုးဖွဲ့ကိုစိတ်မချဘူးပြန်ကြဆို၏ဟုတ်တယ်ကျုပ်တို့ဖွဲ့နေများဆော်ကုန်ကြပြီလားမသိဘူးကျွန်ုပ်တို့လည်းအားကုန်ပြန်ပြေး၏ခရီးကကြမ်းတမ်းသည့်အပြင်အတန်းငန်းဝေးသွားသဖြင့်သွားတဲ့လောက်ခရီးမပေါ့တနတ်တံများကမူအဆက်မပြတ်ကြားနေရစေတနတ်တံများတိတ်ဆိတ်သွားပြီးအတန်ကြာမှကျွန်ုပ်တို့လည်းရွာနာသို့ပြန်ရောက်လာကြပြီတော့၏ကျွန်ုပ်လည်းကျွန်ုပ်တို့တပ်ဖွဲ့ရှိရသို့လမ်းမြောင်ကြည့်လိုက်၏ကျွန်ုပ်ရင်အဆုံးသည်အံ့ဩထိတ်လန့်လွန်း၍မင်းသက်သွားမိတော့၏ကျွန်ုပ်တို့၏ရဲမှန်များကအတုံယုံကြဆုံးနေပြီကောမိစ္ဆာကောင်းတွေကျုပ်တို့ကိုအလင်းဝင်စီးသွားပြီရင်နာလိုက်ပါပြီကျွန်ုပ်တို့၏ရဲမှန်အလောင်းများကသွေးအိုက်များထဲတွင်မြင်မကောင်းအောင်ပြန့်ကျဲနေတော့၏အာချုံတကူအတွင်းမှာလူတူညင်းညွနေမှုကြောင့်ကျွန်ုပ်တို့လည်းအပြေးလွှားသွားကြည့်ရာဟာကိုရင်ပြိုဘလို့ဒီဖြစ်ကုန်တာလဲဗျာကိုရင်ပြို၏ရင်ဘတ်တစ်ခုလုံးကသွေးတို့ဖြင့်หนีရဲနေတော့၏မိစ္ဆာတွေဝင်စီးတာကျုပ်တို့လည်းအပြင်းထန်ခုခံပါတယ်နောက်ဆုံးမနိုင်လို့ငဆန်နဲ့အဖွဲတောထဲကိုဆုတ်ပြေးသွားကြတယ်ကျုပ်ကဒဏ်ရာနဲ့ဆိုတော့ဒီချုံနဲ့ဝင်ပုံးနေတာအာကျွန်တော်မှငဆန်တို့အဖွဲအတွက်စိတ်ပူသွားရချေ၏တောင်ကငပြုတ်ဒဏ်ရာကိုပြုစုနေ၏ကျုပ်မနေရတော့ပါဘူးဗျာအာတင်းထားပါကိုရင်ပြိုကျုပ်ကိုကျုပ်သိပါတယ်ကျုပ်ကိုရင်တို့ပြန်လာကိုအာတင်းပြီးစောင့်နေတာခုကျုပ်တော်ဝင်ကြေပါပြီနော်
ကိုရင်ပြိုကိုရင်ပြိုကရန်သူကိုတိုက်ခိုက်ရန်အသက်ဆွမ်းသွားရှိပြီးအသေးမြတ်လေစွာကိုရင်တာဝင်ကြီးပါလေကိုရင်ရဲ့ကိုရင်ပေါက်ပြီဒီမိစ္ဆာတွေပြန်လာနိုင်တယ်နော်ကျို့တို့တနေအားဆောင်ပြီးအခြေအနေကြည့်အောင်မှကောင်းမယ်